ရှင်သေဝလိဆိုတဲ့ပုဂ္ဂိုလ်သူမြတ်ရဲ့ဘဝဇာတ်ကြောင်းတစ်စိတစ်စောင်းကိုကြည့်ကြည့်ရအောင်သူဟာသူ့ရဲ့ဘဝဟာဘယ်တော့ကစပြီးတော့ပေါ်လာခဲ့တာဘုန်းကြီးတို့တွေလည်းပဲကိုယ်ဘဝဇာတ်ကြောင်းဟာဘယ်တော့ကစပြီးတန်တရားထဲမှာပေါ်လာတာလဲဆိုတာကိုယ်ကိုယ်တိုင်ကသိနိုင်စွာမရှိလို့သာပေါ်လာတဲ့အချိန်ဆိုတာရှိပြီအခုလိုဘုရားမြတ်စွာရဲ့သာသနာထွန်းကားတဲ့အခါမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုသိရှိနားလည်ခွင့်ရတဲ့နေရာမှာလူလာဖြစ်ကြပြီးတော့တရားဓမ္မတွေကိုကြားနာခွင့်ကျင့်သုံးခွင့်ရနေတာဟာဒီတဘွားကစတာတော့မဟုတ်နိုင်ဘူးအတိတ်ဘဝမှာကုသိုလ်ကောင်းမှုတွေလှုပ်ထားခဲ့လို့သာဒီအကျိုးဆက်နဲ့ဖြစ်လာတယ်ဘယ်ရာပဲဖြစ်ဖြစ်အကြောင်းကင်းဖြစ်တယ်ဆိုတာမရှိဘူးအကြောင်းဆိုတာရှိတယ်ရှင်သေဝလိရဲ့အတိတ်ကဘဝဇာတ်ကြောင်းကိုကြည့်လိုက်မယ်ဆိုရင်ဒီကဘာကနေပြီးနောက်ကြောင်းပြန်ပြီးတော့ရေတက်လိုက်မယ်ဆိုကဘာတသိန်းမှာပထမုဒ္ဒရာမြတ်စွာဘုရားပွင့်ခဲ့အဲ့ဒီပထမုဒ္ဒရာမြတ်စွာဘုရားပွင့်တဲ့အချိန်တုန်းကသူဟာလူဘဝရရှိလာလူဘဝရရှိပြီးတော့ပထမုဒ္ဒရာမြတ်စွာဘုရားရဲ့ကျောင်းတော်ကိုသွားပြီးတော့ပရိသတ်အစွန်ကနေပြီးဖရာတရားကိုနာယူခဲ့ဘူးတယ်နော်ရှေ့တက်နာတာမဟုတ်ဘူးနောက်ဆုံးကနေပြီးတော့နာတာပရိသတ်ရဲ့အစွန်မှာနေထိုင်ပြီးတော့သူဟာတရားနာခဲ့တယ်တဲ့အဲ့လိုတရားနာပြီးပထမုဒ္ဒရာမြတ်စွာဘုရားကတန်ခါပရိသတ်ထဲမှာထူးခြားတဲ့ယဟန်တစ်ပါးကိုဧတရေဝေဒုဖြင့်ချီးကျူးမြောက်စားတာတိုင်းကြားသိခဲ့ရတယ်လောကမှာထူးခြားတဲ့ပုဂ္ဂိုလ်တွေကိုအများသိရအောင်မြတ်စွာဘုရားကိုယ်တိုင်ကမြောက်စားပြီးတော့မိန့်ကြားခဲ့တဲ့ပုဂ္ဂိုလ်လလဘရတဲ့ထဲမှာထိတ်တန်းဖြစ်တဲ့မထေရဘာအကြောင်းကိုမြတ်စွာဘုရားကချီးကျူးပြီးတော့ဟောကြားခဲ့တယ်အဲ့ဒါကိုအားကျပြီးတော့ဘုရားမှုရှိတဲ့တန်ဃာတွေကိုပင့်ပြီးတော့9 ရက် 9 လီဒါနကောင်းမှုပြုလုပ်တယ်အဲ့လိုဒါနကောင်းမှုပြုလုပ်ပြီးတဲ့အခါမှာသူဟာစုပန်နေတယ်လူဆိုတာဆန္ဒဆိုတာမတူကြဘူးရိုးရိုးသားသားတရားသူတရားမြတ်နိဗ္ဗာန်ကိုရက်တူတို့နဲ့ရချင်တဲ့ပုဂ္ဂိုလ်ရှိတယ်လို့ဘဝမှာထင်ထင်ရှားရှားနဲ့ဒီထင်ပေါ်ကျော်ကြားတဲ့ဂုဏ်တွေနဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းတဲ့ပုဂ္ဂိုလ်တွေပေါ်လာအမျိုးစုံရှိတာပေါ့ဒါကတော့လူဆန္ဒနဲ့ဆိုင်လူဆန္ဒနဲ့ဆိုင်စိတ်ဆန္ဒပေါ်မှာမူတည်ပြီးတော့သူဟာနောင်ဖရာတွေရဲ့လက်ထက်မှာအခုလိုလက်လက်ပါအရာမှာမြတ်စွာဘုရားကိုယ်တိုင်ကချီးကျူးပြီးအပြောခံရတဲ့ပုဂ္ဂိုလ်မျိုးသူဖြစ်ချင်တယ်ပေါ့အဲ့ဒါကိုစုတောင်းတာကိုမြတ်စွာဘုရားကနေပြီးတော့ဒီဖြာရိတ်ပေးခဲ့တယ်သူရဲ့စိတ်ဆန္ဒတွေသူရဲ့ကုသိုလ်ကောင်းမှုတွေပစ္စုပန်အခြေအနေကိုကြည့်ပြီးတော့အနာဂတ်ကိုပြောတာအဲ့တော့ပစ္စုပန်အခြေအနေကြည့်ပြီးတော့အနာဂတ်ကိုပြောလို့ရလားလို့ဆိုပြောလို့ရတယ်ဒါဗျာခဏခေတ်တာမန်လူတွေတောင်မှပဲဘယ်နေ့မုံတိုင်းတိုက်မယ်ဆိုတာပင်လယ်ထဲကဖြစ်ပေါ်နေတဲ့ရာသီဥတုအခြေအနေကိုကြည့်ပြီးပြောနေကြတာပဲလေဟောပြောလို့ရတာပဲဘယ်နေ့လာကြမယ်ဘယ်နေ့ငရေလှုပ်မယ်ဆိုတာတွေတောင်မှပဲဟောခိန်ထုတ်နေကြတာရှိအဲ့ဒါလိုပဲမြတ်စွာဘုရားသခင်ကိုရောမြတ်တွေကြလူရဲ့ဆန္ဒအသေးစိတ်သူလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုသူရဲ့စိတ်ဆန္ဒသူရဲ့အကြီးချင်းဒါဟာဧကန္ဒိဋ္ဌသူလိုချင်တာကိုရစီမှာဖြစ်တယ်ဆိုတာကိုတော့မြတ်စွာဘုရားတွေဟာရှင်းရှင်းလင်းလင်းအကြောင်းတရားတွေကိုမြင်ပြီးတော့အကျိုးတရားကိုဖော်ထုတ်ပြီးတော့ဗျာဒိတ်စကားကိုပြောကြတာပဲဖြစ်တယ်ပေါ့အဲလိုဗျာဒိတ်စကားပြောကြပြီးတော့သူဟာမြတ်စွာဘုရားထံကဗျာဒိတ်စကားကြားလိုက်ရတဲ့အခါမှာ
အလွန်ဝမ်းသာအာရဖြစ်တယ်အဲ့ဒါလို့ဝမ်းသာပီတိတွေဖြစ်ပြီးတော့နောက်မှာသူ60ကဘာကာလရောက်တဲ့အခါကျတော့ဝိပဿတိဆိုတဲ့မြတ်စွာဘုရားပွင့်ပြန်တယ်အဲ့ဒီဝိပဿတိမြတ်စွာဘုရားပွင့်တဲ့အခါမှာကျတော့ဗန္ဓုမတိဆိုတဲ့မြို့တော်ကလူတွေဟာတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ကြီးနဲ့ရှင်ပြိုင်ပြီးတော့ကုသိုလ်ကောင်းမှုလုပ်ကြတယ်ဘုရင်ကဘသူ့ကိုမှခွင့်မပေးခြင်းဘူးအဲ့ဒါဘုရင်စီကရအောင်မြတ်စွာဘုရားနဲ့တန်ဃာတွေကိုဆွမ်းကပ်ဖို့အခွင့်အရေးမရရအောင်တောင်းပြီးတော့ဘုရင်ကြီးနဲ့ရှင်ပြိုင်ပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ကြတယ်အဲ့ဒီကုသိုလ်ကောင်းမှုလုပ်တဲ့အချိန်မှာသူဟာဗန္ဓုပတိမြို့မှာလူဖြစ်တာမဟုတ်ပဲနဲ့တောကရွာငယ်လေးတစ်ခုမှသွားလူဖြစ်တယ်လူဖြစ်ရင်မြို့ပေါ်ကိုသူတက်လာတယ်တစုံတစ်ခုရောင်းဖို့ဆိုပြီးသူ့လက်ထဲမှာဘာပါလာတော့ဆိုပြီးဒီတင်လေခဲသို့မဟုတ်ထညက်ခဲပေါ့ထညက်ပါလာတယ်ဒိန်ချင်းပါလာတယ်ဒိန်ချင်းကိုပါဠိလိုတတိလို့ခေါ်တယ်နော်ထန်လျက်ကိုတော့ခုလလို့ခေါ်တယ်အဲ့ဒါနှစ်ခုသူယူလာလမ်းမှာတခါပြားကောင်တွေကမဆုတ်ဖဲနဲ့ပြားအောင်ကိုဒီတိုင်းစွန့်ခွာပြီးတော့ထွက်သွားတဲ့ပြားကောင်တွေမရှိတော့တဲ့ပြားအောင်ကြီးတစ်ခုသူအစင်သင်းတွေ့တဲ့အခါမှာအဲ့ဒီပြားအောင်ကြီးကိုလည်းဒီတစ်ကိုင်းနဲ့ကွာချိုးပြီးတော့သူယူလာပြီမြို့ကြရင်ဒါဝယ်တဲ့လူရှင်ရောင်းမယ်ဆိုတဲ့ရွေးချက်နဲ့လို့သူ့လက်ထဲမှာပါလာတာပြားဖို့ရဲ့နော်ထန်းလျက်ရဲ့ဒိန်ချင်းရဲ့ဒိန်ချင်းအိုးရဲ့အဲ့ဒါယူပြီးမြို့တက်လာရင်ကတော့သူကဒါတွေရောင်းပြီးတော့တခုဝယ်ပြီးရောပြန်မို့ပဲအေးသူရောက်လာတဲ့အခါကျတော့မြို့သူမြို့သားတွေမှာဆွမ်းကတ်တဲ့ထဲမှာမပါတာကဒိန်ချင်းနဲ့တညက်ပြားရည်အဲ့ဒီသုံးခုလိုနေတယ်တခြားပစ္စည်းတွေအကုန်ပါတယ်အဲ့ဒါမပါလို့ရှားနေကြလူစီရမှာမရဘူးနောက်ဆုံးဒီတောရွာကလူတယောက်ဒေညင်အိုးကြီးလက်ဆွဲပြီးတော့တက်လာတာမြင်တဲ့အခါကျတော့သူ့စီကစီးပြီးတော့ဝယ်ကြတယ်ရောင်းမို့လားရောင်းမို့ဆိုရင်သူတို့ရောင်းမှာတန်ဖိုးတွေကိုသူကဒီရောင်းသူဝယ်သူတို့ရဲ့သဘာဝပဲဝယ်ခြင်းတဲ့လူတွေဝယ်ခြင်းမှန်းသိရင်ရောင်းသူကဈေးမြင့်တာပဲလေအဲ့သူကလည်းဈေးမြင့်တန်ရတန်ကြီးတဲ့ပူဟိုလူတွေအတက်တဲ့ရောအတင်းဝယ်မှန်းသိတော့ဈေးမြင့်တာဘယ်လောက်ထိအောင်ဈေးမြင့်လိုက်တော့ဆိုထောင်ကနန်းထိရောက်သွားတော့သူဟာတကယ်ကတော့ထောင်ကနန်းထိတန်းတာမဟုတ်ဘူးသို့တော့ဈေးမြင့်လိုက်တာဟိုလူတွေကမြင့်သမျှလိုက်ပေးတယ်လေလံလိုပဲပေါ့နော်ဟိုလူတွေကလည်းရချင်နေတာဆိုတော့ပေးတယ်အဲ့တော့သူကလူတွေအကဲခတ်တယ်ခင်ဗျားတို့မတန်တဆဈေးကြီးပေးဝယ်တာဘာလို့ဖို့လဲအဲ့ဒီနေရာမှာသူ့ဘဝအတွက်အလှည့်အပြောင်းတစ်ခုဖြစ်ရဒီကံကောင်းပြီဆိုတဲ့လူတွေကဒီလိုပဲဘဝမှာအလှည့်အပြောင်းဖြစ်ဖို့အချိန်လေးကြုံကြိုက်တာအဲ့ဒီမှာဘာလို့ဖို့လဲဆိုအေးတို့ဝိပဿနာမြတ်စွာဘုရားနဲ့တန်ဃာတော်တွေကိုဆွမ်းစားပင်ထားတယ်တန်ဃာဒါနဆွမ်းကြီးဆွမ်းကပ်ပွဲလုပ်နေဒီပစ္စည်း၃မျိုးဟာတို့လိုချင်နေတာအဲ့ဒါရှာတာဘယ်မှမရလို့ခုမှဘလောက်ပဲဆိုးငါတို့ကအကုန်ပေးမယ်လို့ဒီလိုပြောတဲ့အခါကျတော့ကဲသူ့စိတ်ဟာနော်တရားတရားရှိတဲ့ပုဂ္ဂိုလ်ဆိုပိဿံနဲ့တန်ဖိုးရှိတယ်ဆိုတော့သူသိသွားဒီနေရာလေးမှာပိဿံကိုမက်လိုက်မယ်ဆိုရင်သူ့ဘဝဇာကြောင်းဟာတစ်မျိုးပြောင်းသွားတယ်ဟောသူကကုသိုလ်ကိုတန်ဖိုးထားလိုက်တယ်ငွေကြေးတနာကိုတန်ဖိုးမထားဘူးအဲ့ဒါပြောမယ်ဆိုလို့ရှိရင်အနှစ်သာရရှိတာနဲ့အနှစ်သာရမရှိတာကိုခွဲခြားသိခြင်းပဲဖြစ်တယ်ပေါ့အေးလူတွေမှာဒီကနေ့ခေတ်မှာလည်းပဲဘဝမှာဘယ်ဟာတန်ဖိုးရှိတယ်ဘယ်ဟာတန်ဖိုးမရှိဘူးဘယ်ဟာကအနှစ်သာရရှိတယ်ဘယ်ဟာကအနှစ်သာရမရှိဘူးဆိုတော့သိဖို့အမှန်မှအရေးကြီးတာအဲ့တော့ဒီပုဂ္ဂိုလ်ကတောသားပေမဲ့လို့ तू သိလိုက်တယ်
ကုသိုလ်ကောင်းမှုကပို့ပြီးတော့အနှစ်သာရရှိတယ်ငါလက်ထဲပါတဲ့ပစ္စည်းတွေကဘာမှတန်ဖိုးမရှိဘူးအနှစ်သာရမရှိတာနဲ့လဲပြီးတော့အနှစ်သာရရှိတာကိုငါယူမယ်သမ္မာသင်္ကပ္ပဆိုရင်မှန်ကန်တဲ့အတွေ့တွေးလိုက်တာသမ္မာဒိဋ္ဌိဆိုတဲ့မှန်ကန်တဲ့အမြင်တစ်ခုရသွားပြီသမ္မာသင်္ကပ္ပမှန်တဲ့အတွေ့တိုင်းတွေးလိုက်တယ်တော့သူလုံးလိုက်တဲ့ဟာအခြေခံမဲ့ခင်ပေါင်းနဲ့ဝင်သွားတယ်ပေါ့ဒီလိုဆိုလိုတာပေါ့နော်အမှန်တွေးလို့အမှန်သိတယ်အမှန်သိသည့်အတွက်ကြောင့်သူကုသိုလ်လုံးမယ်လို့ပြောတာသမ္မာဝါစာကောင်းတဲ့ကုသိုလ်လုပ်လိုက်တာသမ္မာကမ္မန္တဖြစ်သွားတယ်ကျိုးစားအထုတ်တာသမ္မာဝါယာမနဲ့ဘုရားကိုအာယုံပြုပြီးတတိရနေတာသမ္မာတတိနဲ့စိတ်တည်ငြိမ်ပြီးတော့ဉာဏ်အာရဖြစ်နေတာသမ္မာသမာဓိဆိုပြောမယ်ဆိုရင်ဒါမဂ္ဂင်၈ပါးလမ်းကြောင်းပေါ်သူတက်သွားတာပဲအဲ့ဒါလိုမဂ္ဂင်၈ပါးလမ်းကြောင်းပေါ်တက်သွားတဲ့အခါသူကိုယ်တိုင်ကတ်ခွင့်ရမယ်ဆိုရင်သူကိုယ်တိုင်ကတ်မယ်ဆိုတော့ဟိုလူတွေကလည်းအာရပါရစုပေါင်းကတ်တာကိုလာပါလိုက်ခဲ့ပါဆိုသူကလိုက်သွားပြီးဟိုကြတော့သူ့ထဲပါတဲ့ပစ္စည်းတွေကိုပြင်းစင်လုပ်ပြီးတော့ဝိပဿနာမြတ်စွာဘုရားကြွလာတဲ့အခါလမ်းကနေစောင့်ပြီးတော့လှူချတယ်အဲ့ဒါလို့လှူတော့သူလည်းသူ့အလှည့်လည်းရောက်ရောမြတ်စွာဘုရားကိုဒါဆင်းရဲသားရဲ့လက်ဆောင်လေးပါဘုရားရှင်ဘုရားသုံးဆောင်ရအောင်တပည့်တော်များလှူပါတယ်လို့မြတ်စွာဘုရားကိုတရားတရားရှိနဲ့လှူလိုက်ပြီးကြံတဲ့ဟာတွေကိုလည်းသူ့လက်ထဲပါတာနည်းနည်းလေးပဲတပားစာလောက်ပဲပါတာဖြစ်မယ်သို့တော်လှူလိုက်တာတန်ခါ3သိန်းပုံလုံးရသွားနော်ဒီထိန်ချင်းရဲ့ဒီထက်ညက်ခဲရဲ့ပြားရည်ရဲ့ကအကုန်လုံးအပါးစီရသွားတပားနဲ့အကုန်လုံးအပါးစီရသွားဖြစ်သွားအဲ့တော့ဝန္တာပီတိတွေသူ့မှာခြေနုအာရမှုတွေဖြစ်တာဖြစ်ပြီးတော့အဲ့ဒီမှာလဲသူ့ရဲ့မတိတဲ့စိတ်ဆန္ဒဆိုပါစို့အတိတ်ဘဝတုန်းကသူကုသိုလ်ကောင်းမှုလုပ်ပြီးတော့ဆူတောင်းခဲ့တာသူမှတ်မိချင်မှမှတ်မိမယ်သို့တော့ဒီမှာလည်းပဲဒီဘုရားလက်ထက်မှာလည်းပဲအဲ့ဒီဆုကိုပဲသူတောင်းလိုက်တယ်ဒီရှားပါတဲ့ပုဂ္ဂိုလ်မဖြစ်ဘဲနဲ့လတ်လပါရှိတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ပါစေဆိုတော့ဆုတောင်းအဲ့ဒီထီအောင်သူနိဗ္ဗာန်ဆုတောင်းတာမတွေ့ဘူးနော်တွေ့ဘူးအဲ့ဒါလိုပဲဒီရှင်သေဝလိအလောင်းဟာဝိပဿနာမြတ်စွာဘုရားလက်ထက်မှာလည်းကုသိုလ်ကောင်းမှုလုပ်ပြီးတော့ဒီလိုဆုတောင်းလာခဲ့အဲ့ဒီကနေတန်တရားဆက်ပြီးတော့လဲသွားတဲ့အခါမှာနောက်ဆုံးဂေါတမဗုဒ္ဓလက်ထက်ထိရောက်လာခဲ့အဲ့တော့ဒီကုသိုလ်ကောင်းမှုဆိုတဲ့နေရာမှာဒီအခြေခံဖြစ်တဲ့ဥပနိဒေယတမ္ပတ္တိလို့ခေါ်တယ်ဥပနိဒေယတမ္ပတ္တိဆိုတာတိဟိပတိတန်နေနေခြင်းပရိသေရိစိတ်မှာအတိညာပါတာတိဟိပတိတရိသူလှူခဲ့တာတွေကလည်းပဲအတိစိတ်နဲ့လှူခဲ့တာအဲ့တော့တိဟိပတိတရိနေခြင်းလို့ဆိုတဲ့ဥပနိဒေယတမ္ပတ္တိမြတ်စွာဘုရားနဲ့ဆုံတွေ့ရခြင်းသူတော်ကောင်းနဲ့ဆုံတွေ့ရခြင်းသူတော်ကောင်းဟောကြားတဲ့တရားကိုနာရခြင်းဆိုတာတွေဟာသူ့အတွက်လုံလောက်တဲ့အကြောင်းတွေဖြစ်သွားတယ်ပေါ့သူဆန္ဒကထုတ်ဖော်ပြောကြားတာမဟုတ်တော့လည်းပဲဒီအတိညာဏ်တွေဟာသူ့ထဲမှာရောက်သွားတယ်လို့ယူဆရတယ်နော်အဲ့တော့ဂေါတမမြတ်စွာဘုရားလက်ထက်ရောက်တဲ့အခါမှာသူကကောလိယမင်းသမီးသုပ္ပဝါတာရဲ့ဝန်းထဲမှာသရေခသရေတီတဲ့အချိန်ကနေစပြီးတော့ကုသိုလ်ကောင်းမှုဆိုတာဒီအကျိုးပေးကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ဟာမမွေးခင်ကပဲကျုပ်သူမိခင်ဝမ်းနဲ့ရောက်တဲ့အချိန်မှာဘာဖြစ်လာတော့ဆိုလို့ရှိရင်သုပ္ပဝတ္တမင်းသမီးထံမှာမနေ့တစ်ချိန်ညနေတစ်ချိန်ဒေသအတိအသီးကနေတိသူပါရောမတိသူပါရောလက်ဆောင်ပစ္စည်းတွေပို့ကြတယ်နော်ဒါဟာရှင်သေဝလိအလောင်းလေးရဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးဆက်ပဲသူကလောကမှာကုသိုလ်ကောင်းမှုဆိုတာဟာအင်မတန်မှထူးခြားတဲ့အကျိုးကျေးဇူးကိုဖြစ်ပေါ်စေတတ်တယ်ပေါ့နော်ဒီသူကုသိုလ်ကောင်းမှုကြောင့်သူ့ရဲ့သူတရေတီးနေတဲ့မိခင်မှာ
လာလာပါရီပေါ်များလာလိုက်တာဟိုကလာပေးဒီကလာပေးနဲ့ပေးကြဒါတွေမကဘူးထူးခြားချက်တွေကတော့သူ့မိဘရဲ့အံ့ဩဝယ်ရသူ့မိခင်ရဲ့အံ့ဩဝယ်ရအခြေအနေတွေကိုလူတွေကယုံကြည်ပြီးတော့မျိုးစေ့တွေဆိုလို့ရှိရင်သုဘဝတ္တမင်းသမီးလက်နဲ့ကင်ပြီးတော့စိုက်လိုက်လို့ရှိရင်ဒီအစိတ်တစိတ်ကနေပြီးတော့ရိုးတံရာထောင်ထိအောင်ထွက်လာတယ်မျိုးစေ့တစ်ခုကနေပြီးအပင်တွေအများကြီးပေါက်တယ်လို့ဆိုအဲ့ဒါလို့ထူးခြားချက်တွေနဲ့မမွေးခင်ကလေးကသူ့ရဲ့ဘုံကံပါရမီအရာဒီလိုအကျိုးကျေးဇူးတွေလူလောကမှာဖြစ်ပေါ်လောကမှာကံတရားဆိုတာဟာသူ့အတွက်အကျိုးမဟုတ်ဘဲနဲ့ဒီလိုဖြစ်နိုင်သလားနော်ကံဆိုတာကိုပြုတဲ့ကံကိုသာလင်ခံရတယ်ဆိုတဲ့စကားမျိုးနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကိုပြုတဲ့ကံဖြစ်တော်လဲပဲကိုတင်မကဘူးပတ်ဝန်းကျင်မှာဆံရတာတို့ခံရတာတို့ဆိုတာရှိတယ်အဲ့တော့ကုသကံရဲ့အကျိုးပေးမှုဆိုတာဒီကနေ့ခေတ်မှာလည်းပဲဒီကုသကောင်းမှုလုပ်ခဲ့တဲ့သူငယ်တယောက်ဒီအိမ်မှာမွေးဖွားလာတယ်ဆိုလို့ရှိရင်မိဘတွေဟာစီးပွားဥစ္စာတွေတိုးတက်လာကြတာရှိတယ်တိုးတက်လာတာရှိသလိုဆိုးရုပ်ပြပြသွားတာတွေလည်းရှိတယ်ကံမကောင်းမှုဆိုရင်ဆိုးရုပ်ပြပြသွားတဲ့အချိန်ချင်းပျက်စီးတယ်ဆိုတာမျိုးတွေလာတယ်အဲ့တော့လူတယောက်ရဲ့ကုသိုလ်ကံအကုသိုလ်ကံဒီပရိသေရီချိုးပေးရင်တော့သူ့ကိုယ်သာပေးမှာဖြစ်တယ်သို့တော့ဘဝတ္တိချိုးလို့ခေါ်တဲ့အကျိုးကြတော့သူ့ရဲ့ပတ်ဝန်းကျင်မှာအကျိုးရဥပမာကိုမိသားစုထဲမှာသားတဦးကနေပြီးတော့စီးပွားဥစ္စာတိုးတက်သွားလို့ရှိရင်မိဘလည်းချမ်းသာသွားတာပဲလေသူ့ကိုအမိပြုပြီးတော့မိသားစုတွေအကုန်လုံးချမ်းသာကြတကယ်ရတာတော့သူရတာပဲသို့တော့သူရသည့်ပစ္စည်းဥစ္စာကမိဘတွေပါသုံးဆွဲခွင့်ရသွားအဲ့ဒါအကုသိုလ်ကံကြတော့လေတူတူပဲလေမိဘုံနာကတ်ရင်တော့ဘယ်သူကတ်ပူမှာပဲတော့အကုသိုလ်ကံကလည်းပဲတယောက်တည်းခံရတယ်လို့ဆိုပေမဲ့လို့မကောင်းမှုအကုသိုလ်အကျိုးပေးပြီဆိုရင်ပတ်ဝန်းကျင်မှာထိခိုက်တတ်တယ်ပေါ့ရှင်သေဝလိအလောင်းဟာသုဘဝတ္တရဲ့ဝန်ထဲမှာအခုလိုဝင်ရောက်လာတဲ့အချိန်လေးမှာတရိခတဲ့အချိန်မှာထူးခြားအံ့ဩဖွယ်ဖြစ်တယ်သို့တော့ကုသိုလ်လုပ်ခဲ့တယ်လို့အကုသိုလ်ကလည်းသူကလုပ်ခဲ့တာရှိတယ်လုပ်ခဲ့တာရှိသည့်အတွက်ကြောင့်သူများတွေမှာ6 လလွယ်10 လဖွားဆိုတာအကြာဆုံးပဲသူကြတော့9 နှစ်တည်းမိခင်ဝမ်းထဲမှာ9 နှစ်ကြာအောင်နေတာမိမဖွားဘူး9 နှစ်ကြာတယ်မိဖွားတော့မယ်လို့ဆိုတဲ့အခါ9 ရက်တိတိဆိုပါစို့ကပ္ပမုံလှလို့ခေါ်တယ်မိမဖွားနိုင်မဲ့နဲ့9 ရက်တိတိမေတော်ကြီးဟာခံနေရတယ်အဲ့ဒီအကျိုးဆက်တွေဟာသားအမိ2 ယောက်လုပ်ခဲ့တဲ့အကုသိုလ်ရဲ့ကံတရားတွေအဲ့တော့လူလောကမှာရှိတဲ့ပုဂ္ဂိုလ်တွေဟာကုသိုလ်လည်းလုပ်ကြတယ်အကုသိုလ်လည်းလုပ်ကြတယ်အကုသိုလ်လုပ်သည့်အတွက်ကြောင့်အကုသိုလ်ရဲ့အကျိုးတွေကိုလည်းရရှိတယ်ကုသိုလ်လုပ်ခဲ့သည့်အတွက်ကြောင့်ကုသိုလ်ရဲ့အကျိုးတရားကိုလည်းရတယ်ကဏ္ဍတုတ်ကဝိပါကလူလောကမှာရှိတဲ့ပုဂ္ဂိုလ်တွေဟာဒုက္ခဒုက္ခ2 မျိုးကိုအကျိုးပေးတတ်ကုသိုလ်ကြောင့်ဒုက္ခဖြစ်တော့လဲအကုသိုလ်ကြောင့်ဒုက္ခဖြစ်ရတယ်နော်ဘဝဒီလိုကြမှာဘဝကိုစုံတယ်လို့လည်းတချို့ကထင်ကြတယ်လူဘဝရတဲ့ပုဂ္ဂိုလ်ဟာချမ်းသာဒုက္ခခံရတယ်လို့ဒုက္ခခံရတာတွေလည်းရှိတယ်အဲ့ဒီလိုအနေထားမျိုးသားမိ2 ယောက်တစ်ချိန်တုန်းကမြို့ကိုပိတ်ဆို့ပြီးမြို့သူမြို့သားတွေအစာငတ်ရင်ငတ်အောင်ပိတ်ဆို့ခဲ့တဲ့အကုသိုလ်ကံတွေကြောင့်မို့လို့သူဟာပိတ်ဆို့ခြင်းခံထားရတယ်လို့သူတို့ဆိုအဲ့ဒီလိုကနေပြီးတော့9 ရက်တိတိဒီမမွေးဖွားနိုင်မဲ့နဲ့နာကျင်တဲ့ဒုက္ခဝေဒနာကိုခံစားနေရအဲ့ဒီဒုက္ခဝေဒနာခံစားနေရတဲ့အချိန်မှာသုဘဝတ္တမင်းသမီးရဲ့အတွေးလေး3 မျိုးဟာဒုက္ခကိုသက်သာစေတယ်လို့ဆိုနော်
ဒီသင်္ကန်းစာရှိဥเสียမတမကောင်းတယ်သူ့ရဲ့ပထမအတွေးလေးကဘာလို့ဆိုရင်သမ္မာသမ္ဗုဒ္ဓဝတ္တသောဘဂဝါယောဣမတ္တဒုက္ခတဘာဟာနာယဓမ္မတိတိတိဒီလိုဒုက္ခမျိုးတွေပျောက်ကင်းမှုအတွက်မြတ်စွာဘုရားဟာတရားဟောတာဒါကြောင့်မို့တကယ်ကိုသမ္မာသမ္ဗုဒ္ဓအစစ်ဖြစ်ပါပေတယ်ဟုတ်လားဒုက္ခတွေပယ်ဖို့မြတ်စွာဘုရားကတရားဟောတယ်ဆိုတာဟုတ်တယ်ငါမှအခုဒုက္ခတွေဖြစ်နေတယ်အဲ့ဒီဒုက္ခမျိုးတွေကလွတ်အောင်မြတ်စွာဘုရားကတရားဟောနေတာဖြစ်သောကြောင့်ဒီဘုရားဟာဒုက္ခတွေဆိုတာဒီလောက်ကြီးမားတယ်ဆိုတာထင်ထင်ရှားရှားသိမြင်တော်မူတတ်ပါပေတယ်လို့ဘုရားကိုအာရုံပြုပြီးတော့သူ့ရဲ့နာကျင်မှုဝေဒနာကိုသိခံတယ်နောက်တစ်ခုကတန်ဃာတွေကိုအာရုံပြုလိုက်တယ်သုပ္ပတိပန္နောဝတ္တပဂဝတောတာဝကတံဃောယောဣမတ္တဒုက္ခတပါဟနာယပฏิပစ္စတိအရိယတန်ဃာအရှင်မြတ်တွေဟာဟောဒီဒုက္ခမျိုးကလွတ်ဖို့အတွက်ကျင့်ကြံကြုတ်ကိုအထုတ်နေကြတာဖြစ်တယ်။တန်တရားတိုင်းမှာကြုံတွေ့ရတဲ့ဒီလိုဒုက္ခမျိုးဟာအလွန်ကြီးမားတယ်။ဇာတိဒုက္ခဆိုတဲ့ထဲဇာတိကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့ဒီဒုက္ခမျိုးတွေကလွတ်ဖို့ကျင့်နေကြတဲ့ယဟန်တော်တွေဟာတကယ်ကိုမှန်ကန်တဲ့အကျင့်ရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါပေတယ်။ငါကိုယ်တိုင်ဒီဒုက္ခကိုခံနေရတယ်ဆိုပြီးတော့တုတုခံဝတ္တနိဗ္ဗာန်ယတ္ထိတံယတ္ထိဣမံဒုက္ခနတ္တံဝိသတိဒီလိုဒုက္ခမျိုးမရှိတဲ့နိဗ္ဗာန်အလုံးကိုချမ်းသာပါပေတယ်။နိဗ္ဗာန်ကိုလည်းညှော်မှန်းပြီးတော့အာရုံပြုလိုက်ပြီးဟောဒီအတွေး၃မျိုးနဲ့သူ့ရဲ့ဒုက္ခကိုအောင်ဤသိခံတယ်။ဒါဟာသင်္ကန်းစာယူထားစရာပေါ့။လူတိုင်းဟာဒုက္ခဆိုတာကြုံရတတ်တယ်ပေါ့။ကြုံတဲ့အခါမှာတောကတွေဒေါသတွေဖြစ်နေတာများတယ်ပေါ့။အဲ့ဒီလိုဒေါသတွေဖြစ်နေလို့ရှိရင်ပို့လို့ဒုက္ခကိုပို့ဆိုးသွားစေနိုင်တယ်။အခုသောဘဝတမင်းသမီးဟာသူခံစားနေရတဲ့ဒုက္ခကိုဘုရားကိုအာရုံပြုတယ်သူဘုရားအာရုံပြုပုံကအဲ့ဒီပုံစံနဲ့အာရုံပြုနော်တရားကိုအာရုံပြုတယ်သံဃာကိုအာရုံပြုတယ်နိဗ္ဗာန်ကိုအာရုံပြုတယ်သမ္မာသမ္ဗုဒ္ဓဖြစ်ပုံသုပ္ပတိပန္နဖြစ်ပုံနိဗ္ဗာန်ရဲ့ချမ်းသာဒုက္ခဖြစ်ပုံဒါတွေကိုအာရုံပြုပြီးတော့သူဒုက္ခဆင်းရဲဒုက္ခကိုအောင်ဤသိခံအဲ့ဒါလိုအောင်ဤသိခံပြီးတော့ဆင်းရဲဒုက္ခကိုကြော်ဖြတ်တာ9ရက်လောက်ကြာသွားသူ့ရဲ့အမျိုးသားမင်းသားကိုဘုရားစီလွတ်ပြီးတော့သူဒုက္ခခံနေရတဲ့အကြောင်းကိုရှောက်ကြားစီတယ်ဘုရားကိုကြော့ခိုင်းတယ်မြတ်စွာဘုရားစီသွားကြော့တဲ့အခါမှာမြတ်စွာဘုရားကသုဘဝါဒမင်းသမီးကဒီလိုဒုက္ခရောက်နေတယ်မြတ်စွာဘုရားကိုသူကကြော့တယ်ကြော့ဖို့အတွက်တပည့်တော်ကိုလွှတ်လိုက်တယ်သူကိုယ်တိုင်ကလည်းကြော့ပါတယ်ဆိုတာပြောလိုက်တဲ့လျှောက်ထားလိုက်တဲ့အခါမှာမြတ်စွာဘုရားကပြန်လီပြီးတော့ဗာမင်းရှိတော့ဆိုနော်ဒုက္ခိတာဟောတုသုဘဝါဒကောလိယထိတာအာရောဂံပုဒ္ဒံဝိဇ္ဇာတုနော်သုဘဝါဒကောလိယမင်းသမီးသုဘဝါဒဟာယောဂကင်းပျောက်ကင်းပြီးတော့ချမ်းသာခြင်းသို့ရောက်ပါစေယောဂကင်းတဲ့သားကိုမွေးဖွားပါစေလို့မြတ်စွာဘုရားကမေတ္တာပို့ပြီးနှုတ်မြတ်ပြီးဆုပေးလိုက်တာပေါ့အဲ့ဒါလို့ဆုပေးလိုက်တဲ့အချိန်မှာဟိုမှာတခါတည်းမိဖွားပြီးသားဖြစ်သွားတယ်ဒီလိုဆိုတယ်ဒါအရှင်သေဝလိပတိမြတ်ရဲ့လူလောကရောက်လာပုံမှာဒီပုံစံနဲ့ရောက်အဲ့ဒါလို့ရောက်လာတော့သူကိုယ်တိုင်ကသူ့ရဲ့မိခင်ကတေဘေးနဲ့ချင်းချောက်ခံရပြီးအလွန်ကြီးမားတဲ့ဆင်းရဲဒုက္ခကြီးကို9ရက်တိတိခံစားထားရမသိလို့သာအသက်ရှင်ရတယ်ကုသိုလ်ကောင်းမှုပြုဖို့ဆိုရယ်စိတ်ဓာတ်ဖြစ်ပေါ်လာလို့မြတ်စွာဘုရားနဲ့တန်ဃာတွေကိုပင့်ခိုင်းတယ်ပင့်ခိုင်းပြီး9ရက်တိတိဒီဆင်းရဲဒုက္ခကလွတ်တာ
ကုသိုလ်ကောင်းမှုနဲ့ပြုပြီးတော့ဒီဆင်းရဲဒုက္ခကလွတ်ရတဲ့အတွက်တန်ဃာတော်အရှင်မြတ်တွေကိုကုသိုလ်ကောင်းမှုပြုပြီးတော့ပူဇော်ခြင်းနဲ့ဆိုလို့မြတ်စွာဘုရားသူ့အိမ်ကို9 ရက်ကြွပြီးတော့ဆုံးစုခံအဲ့ဒါလို့လူခံတဲ့အချိန်မှာရှင်သေဝလိသူငယ်လေးဟာမွေးလာတဲ့အခါမှာခြိလိုက်သူဟာမိခင်ဝမ်းထဲမှာ9 နှစ်နေတာဖြစ်တော့ကြောင့်မွေးလိုက်တာနဲ့တပြိုင်တည်းသူဟာ9 နှစ်သားအရွယ်ဖြစ်သွားနော်9 နှစ်သားအရွယ်ဖြစ်သွားဒါကြောင့်မို့အဲ့ဒီဆွမ်းကတ်တဲ့ပွဲမှာသူဟာစကားပြောရတဲ့အနေထားရောက်သွား9 နှစ်အရွယ်ဖြစ်သွား9 နှစ်အရွယ်ဖြစ်သွားသူ့ကိုတီဝလိလို့နာမည်ပေးတာကတော့ဆွေတွေမျိုးတွေမိဘတွေဟာအလွန်စိတ်ပူနေရတာဝေးဖွားလိုက်တဲ့အချိန်ကစပြီးစိတ်နှလုံးအေးချမ်းသွားကြလို့တီဝလိလို့ဒီလိုနာမည်ပေးတာစိတ်နှလုံးအေးချမ်းမှုကိုဖြစ်ပေါ်စေတယ်ဆိုတဲ့အဓိပ္ပာယ်မိခင်ကြီးကလည်းဘယ်လောက်ဒုက္ခရောက်ဒီသားကလေးကိုကြည့်ပြီးတော့ဆင်းရဲဒုက္ခတွေကိုမေ့ပြစ်သွားတယ်ရှင်သာရိပုတ္တရာနဲ့စကားပြောတယ်ရှင်သာရိပုတ္တရာကသူနဲ့စကားပြောတဲ့အခါမင်း9 နှစ်လုံးမိခင်ဝမ်းထဲမှာနေရတာဒုက္ခမရောက်ဘူးလားဆိုတော့အရှင်ဘုရားရောက်တာပေါ့ဆင်းရဲဒုက္ခရောက်တာပေါ့ဒီလိုငရဲအိုးတဲ့ကတပည့်တော်လွတ်လာရတယ်လို့ခံစားရပါတယ်တဲ့ဆိုပြီးတော့ရှင်သာရိပုတ္တရာနဲ့စကားပြောတာသူ့သားလေးစကားပြောတာကိုကြည့်ပြီးတော့မိခင်ကြီးကဝမ်းသာပီတိဖြစ်နော်ဆင်းရဲဒုက္ခတွေကိုမေ့ပြစ်လိုက်တယ်မေ့ပြစ်လိုက်ပြီးဝမ်းသာပီတိဖြစ်တယ်မြတ်စွာဘုရားကသုပ္ပဝါဒပြုံးရွှင်နေတဲ့သုပ္ပဝါဒကိုမေးတယ်ဒီလိုလိမ္မာတဲ့သားကလေးမျိုးနောက်ထပ်ရချင်သေးလားလို့ဆိုတရားမကရချင်ပါတယ်ဆိုမြတ်စွာဘုရားကပြုံးတယ်လူတွေဟာနော်လူတွေဟာဒီဒုက္ခမှန်သမျှကိုဒုက္ခနဲ့အစားထိုးပြီးတော့မေ့ပြစ်တတ်ကြတယ်ကျင့်တတ်เสียမကောင်းတဲ့အဖြစ်အပျက်တွေကိုကျင့်တတ်เสียကောင်းတာလေးနဲ့အစားထိုးပြီးတော့မေ့ပြစ်ကြပါလားလို့မြတ်စွာဘုရားအတ္တတံတာတရူပေနပိယရူပေနအပိယံမေ့လျော့နေတဲ့ပုဂ္ဂိုလ်တွေလောကကြီးမှာအခုလိုပဲဒီဒုက္ခံဒုက္ခတရူပေနဆင်းရဲဒုက္ခကြီးကလည်းချမ်းသာဆိုတဲ့အသွင်သဏ္ဍာန်လေးနဲ့ဆင်းရဲဒုက္ခကြီးကိုလည်းလူတွေဟာလွယ်လွယ်နဲ့မေ့ပြစ်တတ်ကြတယ်ဒါကြောင့်မို့လို့တန်တရားကြီးထဲမှာကြာရှိနေကြတာပဲဆိုတော့မြတ်စွာဘုရားကပြုံးပြီးဥရန်ကျုတဲ့ဒါလူသဘာဝပဲနော်လူသဘာဝပဲကိုယ်ကိုလည်းကြုံတွေ့တဲ့အခါမှာသတိထားနေမကောင်းလို့နော်ဆိုပါစို့ဆေးသွားကူရလို့ diagnose ထဲမှာယောဂဝေဒနာအလွန်ကြီးတယ်ဆိုပါစို့ဖော်ပြတဲ့အခါမှာဒီယောဂဝေဒနာကုလို့မရတော့အောင်ပြင်းထန်နေပြီဆိုတဲ့အချိန်ကုလို့ပျောက်ကင်းသွားလို့ရှိရင်အဲ့ဒီယောဂဝေဒနာကိုပြန်မေ့သွားပြီးတော့ပျော်စရာတွေပြန်တွေးကြပြန်တာပဲဒီလိုယောဂဒီလိုခန္ဓာမျိုးကြီးကိုနောက်ထပ်မလိုချင်ဘူးလို့ဆိုတဲ့စိတ်ဖြစ်တဲ့ပုဂ္ဂိုလ်ဟာအလွန်ရှားလိုက်ဘဝတစ်ခုမှာမေ့သွားတာအမြဲတမ်းဒီတန်တရားကိုရှိကြစေတတ်ဘယ်သူကနေပြီးတော့မေ့အောင်လုပ်တာလဲလို့ဆိုရင်အပြစ်ကိုဝိဇ္ဇာကဖုံးလိုက်တယ်တဏှာကတွေ့တာတယ်မာနကအထင်ရောက်တယ်သူတို့ကိလေသာ၃ခုပေါင်းစပ်ပြီးတော့လူတွေရဲ့ဘဝကိုဖန်တီးနေကြတာဖြစ်တယ်ကောအဲ့ဒီသဘောတရားတွေကိုလူတွေဟာလွယ်လွယ်ကူကူနဲ့မေးလျော့ပြီးသူတို့နဲ့ပဲပြန်ပြီးတော့အယောတဝင်နေထိုင်ကြပြန်ရောဒီလိုနဲ့တန်တရားဝတ်ထဲကမလွတ်နိုင်ကြတာလို့အဲ့တော့ရှင်သေဝလိလောင်းလေးဟာရှင်သာရိပုတ္တရာနဲ့စကားပြောမင်းဒီလောက်ဆင်းရဲဒုက္ခတွေကြုံမှတော့ဒီဆင်းရဲဒုက္ခကလွတ်ရလွတ်ကြောင်းသန္တရာကလွတ်ဖို့အတွက်မြတ်စွာဘုရားသာသနာဝင်ပြီးတော့တရားကျင့်မှလားလို့ဆိုတော့ကျင့်မှာပါဆိုပြီးအဲ့ဒီကလေးလေးကရဟန်းဘဝကိုကူပြောင်းတယ်နော်ရဟန်းဘဝကူပြောင်းတဲ့အခါမှာဒီရှင်သာရိပုတ္တရာသင်ပြပေးတဲ့ကမ္မထာလေးကိုပွားရင်းကနေပြီးဒီဆင်းရဲဒုက္ခကိုပဲအာယုံပြုအခြေခံပြီးတော့သူပွားဆိုလိုတာကဒုက္ခလက္ခဏာ
သူကိုယ်တိုင်တွေ့ခဲ့ရတယ်နော်ဒုက္ခကိုသူကိုယ်တိုင်ရှုခဲ့ရတယ်လက်တွေ့ဒုက္ခကိုဝိပဿနာဉာဏ်နဲ့တင်ပြီးတော့ရှုမြင်သုံးသပ်လိုက်ပြီးတော့နော်အနတ္တလက္ခဏာ၃ပါးဆိုလို့ရှိရင်အနတ္တသဘောကိုဒုက္ခကိုအခြေခံပြီးတော့ဒုက္ခရှုတော့ကနေပြီးတော့အနတ္တသဘောပေါ်အောင်မြတ်စွာဘုရားဟောတယ်။ယမယံခတချို့သုတ်တွေမှာဆိုရင်အနိစ္စရှုတော့ကနေဟောတယ်။မမြဲလို့အနတ္တဖြစ်ပေါ်။အခုတိဝလိသူငယ်လေးအတွက်ကြာတော့ဒုက္ခကိုအခြေခံတဲ့အနတ္တလက္ခဏာကိုသင်ပေးတယ်နော်ဒုက္ခကိုအကြောင်းပြုပြီးတော့ဒုက္ခလက္ခဏာဒီဟာကိုပို့ပြီးတော့ထင်ထင်ရှားရှားရှုမှတ်ပွားများဖို့ဤစနစ်ကိုသင်ကြားပေးပြီးတော့ဆံချရန်ဒီရှင်ပြုပေးလိုက်တဲ့အခါမှာဉာဏ်ရည်ဉာဏ်တွေကထက်မြက်လာတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်အလွယ်တကူသဘောပေါက်နားလည်ပြီးတော့သူဟာယ ahanan ဖြစ်သွားတယ်လို့ဆိုတယ်နော်အဲ့တော့ယ ahanan ဖြစ်တာမြန်လာကြီးလားလို့ပြောမယ်ဆိုလို့ရှိရင်ကဘာတသိန်းကလုပ်ခဲ့တဲ့ကုသိုလ်ရဲ့အစွမ်းလေးရှိတယ်လေကဘာတသိန်းကလုပ်ခဲ့တဲ့ကုသိုလ်ရဲ့အစွမ်းလေးတရားနာတဲ့အခါမှာတရားနာရင်ကနေပြီးအာယုစိုက်ပြီးနာလိုက်တာဟာလေကျင့်ကြံကြုတ်ကိုပွားများအထောက်ခြင်းပဲဖြစ်တယ်ဒါကြောင့်မို့စာပေကျမ်းဂန်မှာဘယ်လိုဟောတော့ဆိုရင်တရားနာတဲ့အခါမှာမှတ်သားအောင်မှတ်မိအောင်ကိုယ်ခန္ဓာကိုယ်နဲ့စဟပ်ပြီးနာမယ်ဆိုလို့ရှိရင်အဲ့ဒီနာယူခြင်းကသောတပတ္တိမေစသည်ကိုပေးနိုင်တယ်လို့သူဆိုဒါမို့မြတ်စွာဘုရားလက်ထက်ကတရားနာရင်ပဲတရားဥတရားပြရသွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်နော်တရားနာရင်ပဲဒီကြင်ကြံမှုကဖြစ်သွားတယ်တရားနာရင်ကနေပြီးအာယုစိုက်ပြီးတော့နားထောင်ရင်ကနေကိုယ်ခန္ဓာနဲ့ဆက်ဆက်ပြီးတော့အတိတရားတွေကိုရသွားတာဖြစ်တယ်အဲ့ဒါလိုဖြစ်သွားတာဒီလိုအတိညာထက်တဲ့ပုဂ္ဂိုလ်တော်မှပဲလောကကြီးမှာဒုက္ခတွေရောက်ခဲ့ရတာဟာအင်မတန်မှအံ့ဩဖွယ်ကောင်းတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ယဟန်တွေဟာရှင်တိဝတိဒုက္ခခံခဲ့ရပုံဒုက္ခကလွတ်မြောက်လာပုံနဲ့သူ့ဘဝရဲ့ဒီလိုထူးခြားတဲ့ပုဂ္ဂိုလ်ဖြစ်ပါရဲ့တန်းနဲ့သူဟာဘာကြောင့်ဒုက္ခရောက်ရတယ်ဆိုတာတွေကိုမြတ်စွာဘုရားရဲ့ကိုယ်တော်မြတ်ကတန်မြာရဲ့အပြစ်တစ်ခုအနေနဲ့ဓမ္မပဒမှာဟောထားတဲ့တရားလေးတစ်ပုဒ်ကမှတ်သားနိုင်ယူစရာကောင်းတယ်ပေါ့နော်ယောမံပလိပဋ္ဌံယောမံပလိပဋ္ဌံဒုက္ခံတန္တာရမောဟမစ္စကာတိန်နောပါရင်ကတောစာယီအနေဇောအကတံကတိအနုပါဒာယနေဘုတောတမဟံပြုမိပြမနံလို့မြတ်စွာဘုရားသူနဲ့ပတ်သက်ပြီးတော့ဟောထားတဲ့တရားလေးတစ်ပုဒ်ရှင်သေဝလိနဲ့ပတ်သက်ပြီးဟောထားတဲ့တရားလေးတစ်ပုဒ်မှာဘုန်းကြီးတို့တွေလွန်မြောက်အောင်ကြိုးစားရမယ့်အချက်တွေကိုမြတ်စွာဘုရားဒီထဲမှာထည့်သွင်းဟောထားတယ်ယောမံပလိပဋ္ဌံပလိပဋ္ဌံဒုက္ခံပလိပဋ္ဌဆိုတာဒီညွန်နေဖုံးလွှမ်းနေတဲ့လမ်းအဲ့ဒါဘာလို့ဆိုလို့ရှိရင်လူချင်းတတ်မဲ့မှုတဏှာတောတွေတဲ့တောအုပ်ကြီးတွေရဲ့အလဲခေါင်မှာတစ်ပင်မပေါက်ဘူးမြက်ကလေးတွေအပေါ်ကဖုံးပြီးတော့ရွှွညွန်တော်ကြီးတွေရှိတတ်တယ်လွင်မြေကြီးလို့တောထဲမှာလွင်မြေကြီးတစ်ပင်ကြီးကြီးမပေါက်တဲ့လွင်မြေကြီးတွေရှိတယ်အဲ့ဒီလွင်မြေကြီးကိုအမှတ်တမဲ့ရိုးရိုးမြေပြင်မှတ်ပြီးတော့ဆင်းသွားတဲ့အကောင်ဟာတဖြည်းဖြည်းမြုပ်သွားတာညွန်ပြောင်းညွန်အိုင်ကြီးတွေလို့ခေါ်တယ်ဆင်ကြီးတွေလည်းအဲ့ထဲဆင်းသွားရင်လှုပ်လေမြုပ်လေလှုပ်လေမြုပ်လေနဲ့သွားတယ်တောထဲမှာအဲ့ဒီလိုပလိပဋ္ဌလို့ခေါ်တယ်ချွတ်ညွန်ပြောင်းကြီးတွေတောထဲမှာရှိတယ်ဒါမို့တောတဲ့အခါသွားတဲ့အခါမှာအမေတန်သတိထားရတယ်လွင်မြင်ကြီးတွေဆိုအမှတ်တမဲ့သွားမနှင်းနဲ့အဲ့ဒီလမ်းကိုတစ်ပင်မပေါက်ဘူးဆိုရင်သတိထားအောက်မှာချွတ်ညွန်တွေရှိတယ်သွားနင်းလိုက်တာနဲ့တပြိုင်တည်းအဲ့ဒါကျွံသွားရင်လှုပ်လေမြုပ်လေလှုပ်လေမြုပ်လေပြန်တက်လို့မရတော့ဆင်းနေလဲအဲ့ဒါနဲ့အသက်တည်တယ်တိရစ္ဆာန်တွေလည်းအလုံးဟာအဲ့ဒီမှာလည်းသိဆုံးကြအဲ့ဒီလိုချွတ်ညွန်တော်ကြီးကိုပလိပဋ္ဌလို့ရသော်ပြခေါ်ဘာကိုရည်ညွှန်းတာတော့ဆိုရင်တွေ့တာမှုတွေကဲဘုန်းကြီးတို့တွေဘယ်မှာမြုပ်နေသလဲဆိုရင်
ဝကိုตายရရင်ဘဝဆိုတဲ့ရွှွညွန့်တော်ကြီးမှမြုပ်တာပဲလေယုံထွက်နိုင်လားဆိုယုံထွက်နိုင်အလွယ်တကူနဲ့ယုံထွက်ဖို့ရအလွန်ခက်တယ်ဒီဘဝမှာလည်းကြည့်လိုက်မျက်စိကမြင်လို့ตายရပွဲအဆင့်အာယုန်နားကကြားရတဲ့ตายရတဲ့အတန်လေးဒီဟာဒီပေါ်မှာကျင့်နှက်ပြီးတော့နေတာရာဂလို့ခေါ်တယ်အဲ့ဒီတွေ့တာမှုရာဂဆိုတာရွှွညွန့်နဲ့အလားတန်တူတဲ့ယုံထွက်ဖို့အလွန်ခက်တယ်နောက်တစ်ခုဒုက္ခဆိုတာဖြတ်ကျော်ဖို့ခက်တယ်ဖြတ်ကျော်ဖို့ခက်တာဘာလို့ဆိုလို့ရှိရင်ကိလေသာတွေရာဂကလွဲတဲ့ဉာဏ်နဲ့ကိလေသာတွေအဝိဇ္ဇာဆိုတဲ့ကိလေသာကလည်းဖြတ်ကျော်သွားဖို့ခက်တယ်အဲ့ဒီဖြတ်ကျော်သွားဖို့ရခက်ခဲတဲ့ကိလေသာတွေကိုလည်းဖြတ်ကျော်နိုင်ရမယ်ရာဂဆိုတဲ့ရွှွညွန့်ကြီးကိုလည်းဖြတ်ကျော်နိုင်ရမယ်ဖြတ်ကျော်ဖို့ခက်ခဲတဲ့ကိလေသာတွေကိုလည်းကျော်ဖြတ်နိုင်ရမယ်လို့သူဆိုတဲ့တန်တာရံခန္ဓာ၅ပါးအကြောင်းဒီကံနဲ့ကိလေသာပေါင်းစပ်ပြီးတော့ထုတ်လုပ်တဲ့ခန္ဓာပြီးတစ်ခုပြီးတစ်ခုတဘဝကနေတဘဝနေလက်ပတ်ပြီးတော့ဖြစ်ပေါ်နေတဲ့တန်တရားဆိုတာကိုလည်းကျော်ဖြတ်နိုင်ရမယ်မောဟသစ္စာလေးပါးကိုဖုံးထားတယ်ဘယ်ဟာအမှန်တရားလို့မသိအောင်ဖုံးလွှမ်းထားတဲ့မောဟဆိုတာကိုလည်းကျော်ဖြတ်အောင်ကျော်ဖြတ်နိုင်ဖို့ကြိုးစားရမယ်ဒီ၄ရပ်ကိုကျော်ဖြတ်ဖို့အရေးကြီးတယ်လို့ဆိုလို့အဲ့တော့ဒီ၄ရပ်ကိုမကျော်ဖြတ်နိုင်သေးသမျှကာလပတ်လုံးအမှန်တရားနဲ့တွေ့ရှိမှာမဟုတ်ဘူးဒီ၄ရပ်ကိုကျော်ဖြတ်ဖို့ကြိုးစားရမယ်လို့ဒီသုတ္တံမှာဒီလိုဟောတာနော်တိန်နောပါရင်ကတောဇာယီဘဝအပေါ်မှာရှုမြင်သုံးသပ်နိုင်တဲ့အသိဉာဏ်ဇာယီဆိုတာရှုမှတ်နိုင်တယ်ဘာနဲ့ရှုမှတ်တာတော့တတိနဲ့သမာဓိနဲ့ပညာနဲ့ပေါင်းစပ်ပြီးတော့ရှုမှတ်တာတတိဟာပညာရှုမှတ်နိုင်ဖို့အတွက်ယူဆောင်ပေးတာနဲ့အလားတန်တူတယ်နာဟိတတိဝိရိတာပညာနာမအဋ္ဌိတတိကင်းတဲ့ပညာဆိုတာမရှိဘူးဒါကြောင့်မို့တတိကအာယုံကိုယူပေးတယ်သို့တော့အမှန်ကိုမသိနိုင်ဘူးတတိကသိတာကပညာပညာကအာယုံကိုယူမပေးနိုင်ဘူးတတိယူပေးတဲ့အာယုံကိုကြည့်တယ်ဘာနဲ့ဥပမာတူတော့ဆိုရင်စာဖတ်တာကြည့်စာအုပ်ကိုမျက်စိကဖွင့်တတ်တာစာအုပ်ကိုမျက်လုံးကမဖွင့်နိုင်ဘူးဖွင့်တာကလက်ကဖွင့်ပေးရတယ်လက်ကစာအုပ်ကိုဖွင့်ပေးတယ်ကြည့်တာဘယ်သူကကြည့်မျက်လုံးကပဲကြည့်တယ်ဟောမျက်လုံးနဲ့လက်နဲ့ပေါင်းစပ်တာပေါင်းစပ်လိုက်မှဒီစာဖတ်တယ်ဆိုတဲ့အလုပ်ဖြစ်သွားအဲ့ဒါလိုပဲတတိကနေအာယုံကိုယူပေးတယ်ယူပေးတဲ့အာယုံကိုပညာကဆုံးဖြတ်တယ်သိတယ်ဟောဒီနှစ်ခုပေါင်းစပ်တယ်ဒါမှမဟုတ်တတိတမ္ပစဉ္ညဆိုတာတွဲပြီးဖျားဟောတယ်နော်ဒါကြောင့်မို့ဒီမှာဇာယီသမာဓိရှိတတိအမှတ်တရနဲ့ပညာနဲ့ပေါင်းစပ်ပြီးရှုမှတ်လိုက်တဲ့အခါမှာတစ်ဖက်ကရောက်တည်အောင်အခက်ခဲတွေအလုံးကိုကျော်ဖြတ်သွားနိုင်တယ်အနုပါဒာယနေဗုဒ္ဓောနောက်ဆုံးမှာတော့တဏှာဒိဋ္ဌိဆိုတာတွေနဲ့ဆွဲလန်းတာမရှိတော့ဘူးတဏှာဆိုတာတဏှာနဲ့ဒိဋ္ဌိဟာခန္ဓာ၅ပါးပေါ်မှာငါလို့တွေးတာကဒိဋ္ဌိငါဟာလို့တွေးတာကတဏှာနော်ဒီနေရာမှာအဟံကာရဆိုတာဒိဋ္ဌိကိုပြောတာမာနကိုပြောတာမဟုတ်မာနကအတ္တမိနော်ငါလို့တွေးတာအတ္တမြင်တာနဲ့တူတူပဲသောမေအတ္တနဲ့သွားတူတယ်ဒါကြောင့်ငါလို့ခန္ဓာ၅ပါးကိုငါလို့မြင်တာကဒိဋ္ဌိငါဟာလို့မြင်တာကတဏှာဒိဋ္ဌိနှစ်ခုနဲ့ချစ်ကပ်လိုက်ပြီဆိုလို့ရှိရင်လူတွေရဲ့တဏ္ဍာမှာအမှန်တရားကိုသိဖို့မတန်မှခက်သွားပြီအဲ့ဓာတွေကိုဖယ်ရှားပြစ်နိုင်မှစိတ်နှလုံးအေးချမ်းမှုကိလေသာတွေချုပ်ငြိမ်းမှုဆိုတဲ့နိဗ္ဗုဒ္ဓတကယ်အငြိမ့်တက်ကိုရမှာဖြစ်တယ်အဲ့ဒီလိုတကယ်အငြိမ့်တက်ရသွားတဲ့ပုဂ္ဂိုလ်မှာငါဘုရားဟာပြမနာလို့ခေါ်ဆိုတယ်လို့ဒီလိုရှင်သေဝိနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောထားတာဖြစ်တယ်ပေါ့ဒီနေရာမှာစဉ်းစားပြီးတော့ကြည့်လိုက်မြတ်စွာဘုရားဟာပယ်ရမယ့်ကိလေသာတွေကိုရှင်းလင်းပြီးတော့ဟောကြားတယ်ပ
ယ်ရမယ့်ကိလေသာတွေကိုတိန်နောပါရင်ကတောဇာယီဆိုတာနဲ့ဝိပဿနာကျင့်စဉ်တစ်ခုဇာယီဆိုတဲ့စကားလုံးလေးတစ်လုံးနဲ့ဟောလိုက်တယ်နော်ဇာယီဆိုတာရှုမှတ်ရမယ်ဘာနဲ့ရှုမှတ်တာတော့လို့မေးမယ်ဆိုရင်သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိအလုံးမဂ်ခင်၅မျိုးကာရပကမဂ်ခင်အလုံးလုံးတဲ့မဂ်ခင်ကာရကမဂ်ခင်နဲ့အဲ့ဒီမဂ်ခင်ဒီပေါင်းဆက်ပြီးတော့နေပြီးတော့အလုံးလုံးထားကိုပဲရှုမှတ်တယ်လို့ခေါ်တယ်အဲ့တော့ဝိပဿနာဉာဏ်နဲ့ရှုမှတ်လိုက်တယ်ရှင်သေဝလိအနေနဲ့ကြည့်မယ်ဆိုရင်သူကိုယ်တွေ့ဒုက္ခကိုသူကြည့်တယ်ကိုယ်တွေ့ဒုက္ခကြည့်ရကနေပြီးတော့အနတ္တကိုရှုမြင်နိုင်တာဖြစ်တယ်ပေါ့အနတ္တကိုသိသွားတယ်အဲ့ဒါလို့ရှုမှတ်ရကနေအနတ္တသိသွားတယ်ဒုက္ခကနေပြီးတော့ဒုက္ခရှုတော့ကနေပြီးတော့အနတ္တသိတယ်နော်ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့ဒုက္ခဆိုတာသိချအောင်လို့အနတ္တလက္ခဏာ၃ပါးမြတ်စွာဘုရားဒီရူပံဘိက္ခဝေအတ္တအပဝိတနာယိတံရူပံအာဘာရာယတံဝတိယဒီရုပ်တရားကြီးကအတ္တမြဲတဲ့အရာငါဆိုတဲ့အရာဖြစ်မဲ့ဆိုလို့ရှိရင်သူဟာဘယ်သူ့ကိုမှဒီကိုယ့်ကိုဒုက္ခပေးမှာမဟုတ်ဘူးအခုတော့ဒုက္ခပေးနေတာဘယ်သူကဒုက္ခပေးရုပ်တရားကြီးကဒုက္ခပေးတယ်ဝေဒနာဆိုတဲ့စိတ်ခံစားချက်တွေကဒုက္ခပေးတယ်တင်ညာဆိုတာတွေကဒုက္ခပေးတယ်သင်္ခါရဆိုတဲ့အတွေ့အကြံတွေကဒုက္ခပေးတယ်ဝိညာဏဆိုတဲ့အတိဒီနာခန္ဓာတွေကလည်းဒုက္ခပေးတယ်ရုပ်ခန္ဓာတွေကလည်းဒုက္ခပေးတယ်အဲ့ဒီသဘာဝတရားတွေဟာအကယ်၍အတ္တလို့ဆိုလို့ရှိရင်ဘယ်သူမှနှိမ့်ဆက်မှာမဟုတ်ဘူးပြီးတော့ကိုယ်စိတ်တိုင်းရဖြစ်အောင်လဲလုပ်လို့ရမှာပဲသို့တော့ရုပ်ဝေဒနာသင်ညာသင်္ခါရဆိုတဲ့ဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးဟာဒုက္ခပေးဖို့နှိမ့်ဆက်ဖို့ပဲဖြစ်နေတာဖြစ်သောကြောင့်ဒါအနတ္တလို့ဒီလိုမြတ်စွာဘုရားဟောခဲ့တယ်အဲ့တော့ဒုက္ခလက္ခဏာရှုတော့ကနေကြည့်ဒုက္ခလက္ခဏာရှုတော့ကနေကြည့်ပြီးတော့အနတ္တကိုမြင်အောင်ရှုခိုင်းတာပဲဟောအနိစ္စရှုတော့ကနေအနတ္တကိုရှုတာလည်းရှိတယ်တော့ဝိပဿနာဉာဏ်မှာအဓိကကတော့ပြောမယ်ဆိုရင်တော့အနိစ္စရှုတော့ကတော့ပင်ကိုယ်ပဲပေါ့အနိစ္စရှုတော့ကနေဒါကြောင့်မို့နောက်ပိုင်းမှာမြတ်စွာဘုရားသုံးခုလုံးဆက်ပြီးတော့ယရနိစ္စံတန်ဒုက္ခယရယံဒုက္ခတရဏတ္တာဆိုပြီးတော့သုံးခုပေါင်းဆက်ပြီးတော့ပေးတာအနိစ္စမြင်ဒုက္ခမြင်တယ်ဒုက္ခမြင်အနတ္တမြင်တယ်လို့ဒီလိုဟောတာနော်တခုသဘောကျသွားလို့ရှိရင်သူသဘောကျတယ်ဒါကြောင့်မို့ရှင်သေဝရိရဲ့ဘဝမှာဒုက္ခလက္ခဏာကိုဥတည်ပြီးတော့သူဟာဝိပဿနာဉာဏ်အမြင်ကိုဖြစ်ပေါ်စေတာဖြစ်တယ်ဝိပဿနာဉာဏ်အမြင်ကနေပြီးတော့ယဟန္တာဖြစ်သူရောက်သွားတာမဲ့လေးပါဖို့လေးပါဒုက္ခဝိပဿနာဒုက္ခတင်ညာဝိပဿနာအခြေခံပြီးတော့ရှင်သေဝရိဟာယဟန္တာဖြစ်သွားတယ်လို့ဒီလိုဆိုရမှာဖြစ်တယ်ပေါ့ဒီနေရာမှာနောက်ဆုံးအရေးကတော့အနေသောနော်အနေသောဆိုတာတုံလှုပ်တဲ့တဏှာခင်းသွားပြီတဏှာရှိနေသေးတယ်ဗျလူတွေဟာလှုပ်ရှားနေဥမှပဲဖြစ်တယ်ပရိနိဗ္ဗုတောလုံးဝချုပ်ငြိမ်းသွားတယ်အပူတွေအလုံးငြိမ်းသွားတယ်ကိလေသာတဏှာငြိမ်းသွားလို့ရှိရင်အပူတွေအလုံးငြိမ်းသွားတယ်လို့ငြိမ်းသွားဖို့အစဉ်စဉ်ကိုပရိစ္ဆသမုပ္ပါဒ်ကြတော့အဝိဇ္ဇာယတွေ့ဝအတေတဝိရာဂနိရောဓသင်္ခါရနိရောဓဆိုပြီးအခုလိုပဲဒီပฏิလောမပရိစ္ဆသမုပ္ပါဒ်မှာဒီလိုခေါ်ထားတာဖြစ်တယ်ပေါ့နော်အဲ့ဒီပရိစ္ဆသမုပ္ပါဒ်ဆိုတာကြတော့ပစ္စယပရိက္ခဉာဏ်ပိုင်းကနေပြီးတော့သွားတာဖြစ်တယ်ပေါ့ပစ္စယပရိက္ခဉာဏ်ရဲ့ရှေ့ပိုင်းမှာနာမရူပပရိစ္ဆေဒဉာဏ်ရှိတယ်နာမရူပပရိစ္ဆေဒဉာဏ်နဲ့သဘာဝတရားကိုရှုမြင်သုံးသပ်ပြီးပစ္စယပရိက္ခဉာဏ်နဲ့အကြောင်းတရားကိုပါဆင်ခြင်သုံးသပ်နိုင်လို့ရှိရင်ဒီတရားအထုတ်တဲ့အခါမှာလျင်မြန်သည်ဖြစ်စေနှိကွေးသည်ဖြစ်စေဖြစ်စဉ်ကတော့ဒီပုံစံအတိုင်းပဲသွားမယ်အတိထက်မြက်တဲ့ပုဂ္ဂိုလ်တွေကြတော့မြန်ညာတပရိညာနေတိရဏပရိညာတိရဏပရိညာနေနောက်ဆုံးမှာဝိပဿနာပရိညာပါဟနာပရိညာထိအောင်ရောက်သွားပြီးနောက်ဆုံးမှာလောကုတ္တရာပရိညာဖြစ်တဲ့နိဗ္ဗာန်
မတရားထီအောင်ရောက်သွားနိုင်တယ်လို့ဒီလိုအခုယောဂီပုဂ္ဂိုလ်တွေကိုမိမိတို့ရဲ့ကျေးဇူးရှင်ဖြစ်တဲ့ဆရာတော်ဥပုံညာဏသင်ထားတဲ့အတိုင်းကျင့်ကြံကြိုးကိုပွားများအထောက်ကြဒီလမ်းကြောင်းအတိုင်းသွားတာဟာအခုမြတ်စွာဘုရားဟောတဲ့လမ်းကြောင်းမျိုးပဲဖြစ်တယ်။ဒါကြောင့်မို့ဒီလမ်းကြောင်းအတိုင်းကျင့်ကြံကြိုးကိုပွားများအထောက်ခြင်းဖြင့်တို့တွေဟာနောက်ဆုံးရလာမယ့်ဟာကတော့ရှင်သေဝလိရဲ့အမတ်တရားစကားလိုပဲဝိဇ္ဇာဝိမု ക്തി ပဲဖြစ်တယ်။ဝိဇ္ဇာဆိုတဲ့အသိဉာဏ်ရလို့ရှိရင်တို့တွေဟာတန်ត្រာကလွတ်မြောက်ခြင်းဆိုတဲ့ဝိမု ക്തി လွတ်မြောက်မှုကိုဧကံရကြမှာဖြစ်တယ်။အဲ့ဒီထဲမှာမာနကိုဖယ်ရှားလိုက်တာနဲ့တပြိုင်နက်ဝိမု ക്തി ဆိုတဲ့ဟာကိုအပြည့်အဝသိကြမှာဖြစ်တယ်ဆိုတာကိုယ်စီမှတ်သားနိုင်ပြီးမိမိတို့ယင်တဲ့နှလုံးထဲမှာတန်ត្រာကဒုက္ခပေးလာတဲ့အဝိဇ္ဇာတဏှာမာနစတဲ့ကိလေသာတရားတွေကိုဖယ်ရှားနိုင်အောင်ဒီလမ်းစဉ်အတိုင်းတို့တွေကျင့်ကြံကြိုးကိုပွားများအထောက်ကြရမှာဖြစ်တယ်လို့တတိထားပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း